ဒီနေ့တော့ Maggie Home လို့ခေါ်တဲ့မြောက်အိမ်လေးကိုတော့ကြည့်ကြမယ်ဒီမြောက်အိမ်လေးထဲမှာဆိုလို့ရှိရင်မြောက်တန်ကရှိမယ်မြောက် Mandarin ရှိရယ်မြောက်ပင့်ကိုဆိုတော့၃မျိုးရှိရယ်ဒီထဲမှာတော့မြောက်လဲစော်ဘက်တော့ဒီနေ့မရောက်ခဲ့ဘူးဒီနေ့မရောက်ခဲ့ဟုတ်တယ်ညနေဆောင်တော့လေနောက်ဆိုလို့ရှိရင်ဒါမြောက်တန်ကလေးမြောက်တန်ကလေးဆိုတာမြောက်သားမီးနဲ့မြောက်တန်ကလေးဒါဒီအလဲကျွန်းထဲမှာထားတယ်ပြောလို့ရှိရင်သူတို့ဘေးနားမှာဒါဒီအမဲရောင်မြောက်လေးရကြတော့မြောက်ပင့်ကိုလို့ခေါ်တယ်မြောက်ပင့်ကိုပင့်ကိုလေးနဲ့ပင့်ကိုမရောင်လေးနဲ့တူလို့နဲ့တူပါတယ်ဒီနေ့မှတိတိဆက်ဆက်သူကလည်းလာကြည့်မှာပဲတီးပေါက်ချရတယ်အဲ့တော့မြောက်ပင့်ကိုအကြီးမျိုးလေးပေါ့နော်ဒီထဲမှာရှိတယ်မြောက်ပင့်ကိုအကြီးမျိုးလေးနဲ့သူတို့ဆော့ပြီးတော့သူတို့လှောင်ရင်ပေါ့ဒီကောင်ကြီးကကြတော့မြောက်Mandarin လို့ခေါ်တဲ့မြောက်ကြီးနှုတ်တီးလည်းအရန်လာတယ်ကာလာကိုစိုးနာပဲအနီရဲ့အပြရဲ့အဝါရဲ့တွဲထားတဲ့မြောက်ကြီးပေါ့Mandarin လို့ခေါ်တဲ့မြောက်ဒီဘက်အိမ်ထဲမှာကြတော့ဒီမြောက်၃မျိုးပဲရှိ